ရတော့မဖွင့်ဘူးနော်တော့ဘေးသွားရတယ်တော့ဖွင့်နော်ရတယ်ဒီမှာတို့လားတော့မဖွင့်စင်တော့ပိုက်မှန်းနေရမှာဥပမာလေမုံမတော့နဲ့တော့တော့မယ်ရမယ်ကျန်တယ်မရှိဘူးဒီမှာကိုတော့ဖွင့်ဒီမှာနော်ရလားမရှိဘူးရတယ်တော့မယ်ဆိုရင်မိကြုံငါကြိုးတော့မယ်မိကြုံကကျတော့ဒီချိုးဒီကြိုးဆိုရင်အမဲကြိုးဆိုရင်အနောက်ကြိုးမီလာတမတက်မီလာတက်ပြီးဆိုရင်သူသိမယ်ပေါ့အနောက်ကြိုးနောက်ကြိုးပါတော့ဆက်နောက်ကြိုးပေါ့နော်မဟုတ်ဘူးဆိုရင်နေရအကြိုးချလာရတယ်နော်မဲပြီးဆိုရင်ဒီအဝါနဲ့ကြိုးရင်မဲမီညာမီကြိုးနေနဲ့ကြိုးရင်တက်တယ်လို့ထည့်ရတယ်နော်လီမွာမိုးပြကလို့ရတယ်ပြန်လို့မရှိဘူးနော်ပြီးဆိုရင်အနေဆိုရင်ဘာအတွက်လဲတော့ထွန်းတဲ့ကြိုးတော့ထွန်းတဲ့ဆိုရင်မီတော့မဖွင့်ရချင်မှာမီနေတော့နော်မလာဆောင်းတဲ့ကြိုးဝါတားတယ်ဝါတူဖတ်ဆိုရင်အနေပေါ့ထားမယ်နော်ပြီးဆိုရင်နေနဲ့ကြိုးကြံမယ်ဆိုရင်လီမွန်နဲ့အပြဆိုရင်လီမိုဆိုရင်တော့ထွန်းတဲ့ကြိုးမဲပြန်နဲ့အမဲပေါင်းမယ်နော်ဝါတားတူဖတ်ဆိုရင်ပြီးဆိုရင်ဒီကြိုးရစတမီကြိုးပေါ့ဝါတားဆိုရင်စတမီကြိုးဝါနေနေရနေနောက်ကြိုးရနေထားရနော်ပဲတလီမှာချာရတယ်တော့မချာဘူးညီမနော်ကျွန်တော်ချထားပြီးမအာကြိုချထားပြီးအာကြိုချထားပြီးနော်အာကြိုထားပြီးဆိုရင်အနေနော်အနေမှာတော့နော်မှာကျွန်တော်ပေါင်းမယ်နော်ဒီမှာဘလို့ပြောမယ်ဆိုတော့ကျွန်တော်မီးကျိုးကျွန်တော်မဖြတ်ဘူးလေမဖြတ်ဘူးဆိုရင်ကျွန်တော်မဲသွားမယ်ဒီမှာနော်အနေတွေ့လားအနေကြွားမယ်ဒီမှာနော်ဒီမှာဖွားမယ်အနေပေါ့ဝင်ရကြိုးအနေဒီအပဲထားလိုက်နော်ပြီးနေနဲ့ကြိုးဆိုရင်နော်ဒီကနေနော်လီမိုဆိုရင်ဘာတော့ပြုတ်တွေ့လဲနော်လီမိုဆိုရင်မဲပြနဲ့အမဲနဲ့ပေါင်းမယ်နော်မိကျိုးကတော့မခွဲဒီအောင်မဲနဲ့တော့ပူထားမယ်နော်ဒါမဲ့ခွဲထားမိကျိုးပူသားရတယ်ပေါ့ဘယ်ရမိကျိုးပြည့်မယ်လေဒီကနေချလိုက်ချမယ်ဆိုရင်ဒီမှာမဲပြတွေ့လားဟုတ်မှာမဲပြမီလာတဲ့နမိုင်းစိတ်တယ်ပေါ့နော်မီလာသမိုင်းဒါမဲ့မီလာတဲ့ပါစင်ပါရတော့မီလာဘာမတဲ့ဘူးအဲဆိုင်ကမော်တော်မျိုးတော့မသိဘူးပေါ့ဒီအမေထဲလိုက်နော်ဒီကနေထဲပြီးဆိုရင်ရမပိုက်လိုက်ရပြီပေါ့ပြန်လာမရှိဘူးနော်ဒီကနေအစောထိပိုက်လိုက်ဝင်လာမသိနော်ဝင်နေပြီးဆိုရင်ဒီတချို့ကစတကြိုးစတကြိုးဆိုရင်ထောင်ရတယ်ဒီကနေပေါင်းလိုက်နော်ဒီအားကျွန်တော်မိချိုးမပေးဘူးမ